ကျင်အပူတွေပေါ့ကျင်အယူလျှော့ရမယ်လူတွေမှာအဲ့ယူနေတာတွေကလည်းပဲအပူကိုတိုးစေတာယူတာကလောဘပဲတော့အယူများတဲ့သူကဆွန့်လွတ်ရမှာကြောက်တယ်ဆွန့်လွတ်ရမှာကြောက်မစွန့်နိုင်ဘူးမစွန့်နိုင်တော့တွေ့ထားတာတွေ့ထားတော့တွေ့တာများတာနဲ့အမြတ် तू ကအပူကပိုတိုးတာအတွေ့ဆိုတဲ့သဘောကလူကိုပဲတွေ့တွေ့ပစ္စည်းဝိထုကိုပဲတွေ့တွေ့တွေ့ရင်ပူတာတွေ့ရင်ပူတာပစ္စည်းဝိထုလေးပျောက်သွားမှဆိုလို့တန်ဖိုးကြီးကြီးထားလေလေတန်ဖိုးများများထားလေလေ तू ကအပူကကြီးလေလေပဲကိုတန်ဖိုးထားတဲ့အရာလေးပစ္စည်းလေးများဆိုကြပါစို့ဟိုနိုင်ငံခြားမှာရှိနေတဲ့ကိုသားပဲဖြစ်ကိုသမီးရပဲဖြစ်ဖြစ်မေတို့ဖေတို့အတွက်ဆိုရင်လက်ဆောင်ပေးတယ်လူတွေမှာမရခင်ကတော့ရတဲ့အပေါ်မှာဝမ်းသာကြရပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီရထားတာတွေကအစိတ်ထားမတက်ရင်ရှိတာနဲ့အမျှအပူကတိုးတာလောကမှာတချို့ကပေးရတာကိုပျော်တဲ့သူရှိတယ်ယူရတာကိုပျော်တဲ့သူရှိတယ်ပေးတာကိုပျော်တဲ့သူကြတော့အဲ့ဒီပေးခြင်းရဲ့နောက်မှာသူကပီတိတွေပဲတိုးတက်တယ်ယူတာကိုပျော်တဲ့သူကြတော့ရတဲ့အခိုက်အတန့်မှာပျော်ရပါမယ်အဲ့ဒီနောက်ပိုင်းမှာစိုးရိမ်မှုတွေတောကတွေပဲတိုးစီအယူများတဲ့သူကအပူများတယ်ဆိုယူတာများရင်လေးသွားတယ်ပေးတဲ့သူကပေါ်တယ်ယူတဲ့သူကလေးတယ်ဒါသဘာဝအကျိုးပစ္စည်းလေးရလာတယ်အိုးငါသမီးလေးပေးလိုက်တာငါသားလေးပေးလိုက်တာတန်မိုးကြီးကြီးရလေလေဆွဲကြိုးကြီးပဲထားတော့အဲ့ဒီဆွဲကြိုးကြီးရလာရခါစားဒါလေးကြည့်ပြီးတော့ပျော်တာနောက်တော့ညကြတော့အဲ့ဒါဘယ်မှာထားရမှမသိဘူးဘယ်မှာထားရမှမသိဘူးထားစရာမရှိဘူးအိမ်မှာကြောက်လဲစိတ်ကမကြဟုတ်တကိုးတွေကပေါ်အလုံးမှာသွားထားပြန်တော့လဲမီးပေးရလဲရှိကြောက်နေရဆိုတော့မရခင်ရင်တော့ရခြင်းရလာတဲ့အခါကျတော့ရပြီးသားအပေါ်မှာစိုးရိမ်မှုတွေကရှိလာတဲ့အခါကျတော့အဲ့ဒီရလုံမှုကြီးလေလေသူကတောကကများလေလေပူလောင်မှုကများလေလေပူပန်မှုကများလေလေဆိုတော့ကျိုးကမရှိဒုက္ခရှိဒုက္ခဆိုမရှိလို့ပူတဲ့အပူနဲ့ရှိလို့ပူတဲ့အပူကရှိလို့ပူတဲ့အပူကပိုပူရမြတ်စွာဘုရားကအနှစ်သာရတွေထဲမှာတဲ့သူကဟိုဆုံးလွတ်မှုမပါတဲ့ပိုင်ဆိုင်မှုဟာအနှစ်မရှိဘူးဘုရားကမိတ်ဆုံးလွတ်မှုမပါတဲ့ပိုင်ဆိုင်မှုဟာအနှစ်မရှိဘူးပစ္စည်းဝတ္ထုတွေဘလောက်ပဲပိုင်ဆိုင်တာတဲ့ဆုံးလွတ်မှုမပါရင်အဲ့ဒီပစ္စည်းဝတ္ထုကအနှစ်မရှိဘူးလို့ပြောတာစာပေမှာကတော့ပင်စဏံဝေဒနံသာဒရဏဘာ